ယေရှုကိုအီမာနွယ်လလို့ဘာကြောင့်ခေါ်တယ်လဲယေရှုကိုအီမာနွယ်လအမည်ဖြင့်မှဲ့ရလက်တန့်လို့ဖွားမြင်ခြင်းကိုခံတော်မမူမီနှစ်ပေါင်း900မှာကလေးကပရောဖက်ဟေရှာယအားဖြင့်ဘုရားသခင်ကကြိုတင်ပြမိန့်တော်မူပါတယ်ဟေရှာယအခန်း9အခန်းငယ်14ကိုခဏလောက်ဖတ်ရအောင်ထို့ကြောင့်ထာဝရဘုရားသည်ကိုယ်တော်တိုင်နမိတ်လက္ခဏာကိုသင်တို့အားပေးတော်မူမီကြည့်ရှုလော့တတိုးသမီးကညာသည်ပရိတ်တရီဆွဲယူ၍သားယောက်ျားကိုဖွားမြင်လက်တက်ထိုသားကိုအီမာနွယ်လအမည်ဖြင့်မှဲ့ရလက်တက်ပရောဖက်ဟေရှာယအားဖြင့်ဘုရားခင်ကြိုတင်မိန့်တော်မူချက်ကိုမဿဲအခန်း1အခန်းငယ်23မှာအခုလိုထပ်လောင်းဖော်ပြထားပါတယ်ဗျာဒိတ်တော်အချက်ဟူမူကားကြည့်ရှုလော့တတိုးသမီးကညာသည်ပဋိသန္ဓေဆွဲယူ၍သားယောက်ျားကိုဖွားမြင်လက်တန့်ထိုသားကိုအီမာနွယ်လအမည်ဖြင့်မှဲ့ရလက်တန့်ဟုလာသည်အီမာနွယ်လဆိုတဲ့စကားဟာဟီဘရုဘာသာစကားကနေဆင်းသက်လာတာဖြစ်ပြီးဟီဘရုစကားလုံးနှလုံးပေါင်းစပ်ထားတဲ့ compound word ဖြစ်ပါတယ်အီမာနူဆိုတာငါတို့နဲ့အတူရှိတော်မူသောလူအဓိပ္ပာယ်ရတယ်။ El ဆိုတာဖယားသခင်ကိုရည်ညွှန်းတော်မူခြင်းဖြစ်ပါတယ်။အဲ့တော့ Emmanuel ဆိုတာငါတို့နဲ့အတူရှိတော်မူသောဖယားသခင်လို့အဓိပ္ပာယ်ရပါတယ်။ယေရှုကိုငါတို့နဲ့အတူရှိတော်မူသောဖယားသခင်လို့ဘာကြောင့်ခေါ်တယ်လဲ။ယေရှုဟာလူတို့နဲ့အတူနေဖို့လူစားတိအဖြစ်ကိုခံယူသောသားတော်ဖယားခင်ဖြစ်တော်မူသောကြောင့်ယေရှုကို Emmanuel ဆိုတဲ့ငါတို့နဲ့အတူရှိတော်မူသောဖယားသခင်လို့ခေါ်ရမယ်လို့တမန်ကျမ်းစာမှာဖယားခင်ကကြိုတင်ပြမိန့်တော်မူခြင်းဖြစ်ပါတယ်။ယေရှုဟာလူစားတိအဖြစ်ဒီလောကမှာကြွလာတော်မမီကဘာမတီမရှိမီကလေးကဖယားခင်နဲ့အတူဘုံအသေးနဲ့နေတော်မူသောသားတော်ဖယားခင်ဖြစ်တော်မူကြောင်းယေရှုခရစ်ကိုယ်တော်တိုင်ကယောဟန်အခန်း19မှာနှစ်ကြိမ်တိုင်အောင်ပြောကြားတော်မူကြောင်းကျွန်တော်တို့တွေ့ရပါတယ်။ယောဟန်အခန်း1အခန်းငယ်1ကနေ3မှာလဲယေရှုဟာခတ်သိမ်းသောအရာကိုဖန်ဆင်းတော်မူမီဘုရားခင်နဲ့အတူရှိတော်မူသောသားတော်ဘုရားခင်ဖြစ်တော်မူကြောင်းကျွန်တော်တို့ကိုပြောပြထားပါတယ်။ဘုရားသခင်ဟာမိမိလူတို့နဲ့အတူရှိတော်မူသောဘုရားသခင်ဖြစ်တော်မူကြောင်းဓမ္မဟောင်းကျမ်းစာချက်တချို့ကိုကျွန်တော်တို့ခဏလောက်ကြည့်ရအောင်။ဘုရားသခင်ထာဝရဘုရားကယာကုပ်ကိုအခုလိုမိန့်တော်မူပါတယ်။ကပ္ပဦးကျမ်းအခန်း28အခန်းငယ်15မှာငါသည်တင့်ဘက်မှရှိ၏တင်သွားလေရာ၌ငါဆောက်မမည်လို့ဘုရားသခင်မိန့်တော်မူပါတယ်ဘုရားသခင်ကမိမိလူတို့ကိုအဲဂုတ္တုကျွန်ဘဝကနေကယ်ဖို့မောရှေကိုဆေလွတ်တော်မူမဲ့အချိန်မှာအခုလိုမိန့်တော်မူပါတယ်ထို့မြတ်ကျမ်းအခန်း3အခန်းငယ်12မှာအကယ်စင်စစ်ငါသည်တင့်ဘက်၌ရှိလိမ့်မည်လို့မောရှေကိုမိန့်တော်မူပါတယ်မိမိလူတို့နဲ့အတူရှိတော်မူမဲ့အကြောင်းဘုရားသခင်ကယောရှုကိုလည်းအခုလိုဂတိပေးတော်မူပါတယ်ယောရှုမှတ်စာအခန်း1အခန်းငယ်9ကနေ6တင့်အသက်တည်သည့်ကာလပတ်လုံးတင့်ရှေ့မှာအဘယ်သူမျှမခံမရနိုင်ရာမောရှေနဲ့အတူငါရှိတဲ့ကဲ့သို့တင်နဲ့အတူရှိလိမ့်မည်ငါသည်တင့်ကိုမစွန့်တင့်ကိုပြည့်၍မထားအာယူ၍ရဲရင်ချင်းရှိလို့မိန့်တော်မူပါတယ်ဓမ္မဟောင်းကာလတုန်းကမိမိလူတို့နဲ့အတူရှိတော်မူသောဖယားသခင်ဟာတတိုးသမီးကညာမာရိဝန်းထဲမှာတန်ရှင်းသောဝိညာဉ်တော်ရဲ့တကိုးတော်အားဖြင့်ပဋိသန္ဓေဆွဲယူပြီးလူသားကဲ့သို့ဖွားမြင်ခြင်းကိုခံတော်မူပါတယ်။နာဇရက်မြို့မှာလူသားများနည်းတူကြီးပင်းခဲ့ပါတယ်။လူသားများနည်းတူဒုက္ခဆင်းရဲခြင်းအမျိုးမျိုးကိုကြုံတွေ့ခံစားခဲ့ရပါတယ်ပင်ပန်းခြင်းရေငတ်ခြင်းစာလောင်မှုတိတ်ခြင်းသူတော်ဘာတို့ရဲ့အတင်းပြောခြင်းကဲ့ရဲ့ခြင်းတွေကိုလည်းကြုံတွေ့ခဲ့ရပါတယ်တေခြင်းတရားကြောင့်စိတ်နှလုံးကြေကွဲနေတဲ့မိမိလူတို့ကိုတနာတော်မူသောကြောင့်မျက်ရည်တော်လည်းကျခဲ့ရပါတယ်သူနောက်လိုက်တဲ့သူတွေထဲကတက်ဆက်ဖောက်ခြင်းကိုလည်းခံခဲ့ရပါတယ်ယောမစစ်သူများရဲ့ရက်ဆက်လာတဲ့ညှဉ်းပန်းနှိပ်စက်ခြင်းအမျိုးမျိုးကိုလည်းခံရပြီးအပြစ်ရှိသောကျွန်တော်တို့ကိုငရဲသွားမဲ့သူအဖြစ်ကနေရွေးနှုတ်ကယ်တင်ဖို့လက်ဝါးကတိုင်မှာအသက်တော်ကိုစွန့်တော်မူပြီး3ရက်မြောက်သောနေ့မှာတည်ခြင်းကနေထမြောက်တော်မူပါတယ်။အေမာနွေလငါတို့နဲ့အတူရှိတော်မူသောဖယားသခင်ဖြစ်တော်မူသောယေရှုခရစ်တော်ကဒီလောကမှာမိမိကြုံတွေ့ရမယ့်ဒုက္ခဆင်းရဲခြင်းအမျိုးမျိုးနဲ့လက်ဝါးကတိုင်မှာအပြစ်ရှိတဲ့ကျွန်တော်တို့အတွက်မိမိခံရမယ့်ဝေဒနာအလုံးကိုကြိုတင်သိတော်မူပါတယ်။
မိမိခံရမဲ့ဒုက္ခဝေဒနာအားလုံးကိုကြိုတင်သိတော်မူတော်လဲငရဲသွားမဲ့သူအဖြစ်ကနေကျွန်တော်တို့ကိုရွေးနှုတ်ကယ်တင်ဖို့ကျွန်တော်တို့ခံရမဲ့အပြစ်ဒဏ်ကိုလက်ဝါးကတိုင်မှာခံခဲ့ရပြီးမိမိအသက်တော်ကိုစွန့်တော်မူခဲ့ပါတယ်ကျွန်တော်တို့ရရှိထားတဲ့အေမာနွေလဖယားသခင်ဟာထိုသို့သောဖယားသခင်ဖြစ်တော်မူပါတယ်ယောမအခိုင်ကအငယ်၈မှာငါတို့သည်အပြစ်ရှိစဉ်ပင်ခရစ်တော်သည်ငါတို့အတွက်ကြောင့်အသေးခံတော်မူသည်ဖြစ်၍ဖယားသခင်သည်ငါတို့ကိုအဘယ်မျှလောက်ချစ်တော်မူသည်ကိုငါတို့အားထင်ရှားစွာပြတော်မူ၏ကျွန်တော်တို့ယုံကြည်ကိုးကွယ်တဲ့ကယ်တင်ရှင်ဖယားသခင်ဟာအပြစ်ရှိသောကျွန်တော်တို့ကိုငရဲသွားမဲ့သူအဖြစ်ကနေရွေးနှုတ်ကယ်တင်ဖို့ရန်ကျွန်တော်တို့ရဲ့ကိုယ်စားလက်ဝါးကတိုင်မှာအာမင်္ဂလာတေချင်းဆိုးနဲ့အသေးခံပြီးတော့တေချင်းကနေကိုယ်ခန္ဓာနဲ့ထမြောက်တော်မူပြီးတော့ယနေ့အသက်ရှင်တော်မူပြီးတော့အစင်ထာဝရအသက်ရှင်တော်မူမဲ့တပါတီတော်ကယ်တင်ရှင်ဖြစ်တော်မူပါတယ်အေမာနွေလငါတို့နဲ့အတူရှိတော်မူသောဖယားသခင်ဖြစ်တော်မူသောယေရှုခရစ်တော်ဟာလူစားတိခံမိမိရဲ့ကိုယ်ခန္ဓာနဲ့တေခြင်းကနေထမြောက်တော်မူပြီးနောက်မိမိအသက်ရှင်လျက်ရှိတဲ့အကြောင်းကိုရက်ပေါင်း40အတွင်းမှာခိုင်ခန့်သောသက်သေများကိုတပည့်တော်တို့ကိုပြတော်မူပြီးမှတပည့်တော်တို့ကြည့်ရှုနေကြတဲ့အချိန်မှာကောင်းကင်နိုင်ငံတော်ကိုပြန်လည်တက်ကြွတော်မူခဲ့ပါတယ်တေခြင်းကနေထမြောက်တော်မူပြီးနောက်ထမြောက်သောကိုယ်ခန္ဓာနဲ့ယေရှုကိုကိုယ်တိုင်မြင်တွေ့ရတဲ့လူပေါင်း900ရှိတဲ့အကြောင်းတိကောအခိုင်15အခန်းငယ်6မှာကျွန်တော်တို့ကိုပြောပြထားပါတယ်အခုခမဲတော်ဖခင်ရဲ့လက်ရတော်ဘက်ကောင်းကင်နိုင်ငံတော်မှာဘုံအသိနဲ့နေတော်မူသောယေရှုကိုကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာမျက်စိနဲ့မမြင်ရပေမဲ့ယုံကြည်သူတိုင်းရဲ့စိတ်နှလုံးထဲမှာတန်ရှင်းသောဝိညာဉ်တော်အားဖြင့်ကိန်းဝတ်တော်မူပြီးယုံကြည်သူကျွန်တော်တို့တွေ့ကြုံရတဲ့ဒုက္ခဆင်းရဲခြင်းအမျိုးမျိုးကိုသိမြင်တော်မူပါတယ်အပြစ်နဲ့ပြည့်နေတဲ့ဒီလောကမှာကျွန်တော်တို့အသက်ရှင်နေသူ၍ဆင်းရဲဒုက္ခကိုကျွန်တော်တို့ခံရမယ့်အကြောင်းဒါပေမဲ့စိုးရိမ်ဖို့မလိုအပ်တဲ့အကြောင်းယောဟန်အခန်း16အခန်းငယ်33မှာသခင်ယေရှုကကျွန်တော်တို့ကိုအခုလိုပြောပြထားပါတယ်တင်တို့သည်ငါကိုအမိပြုတ်၍ငြိမ်သက်ခြင်းရှိစေခြင်းငှာဤစကားကိုငါဟောပြောပြီးတင်တို့သည်လောက၌ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်သို့တော်လည်းမစိုးရိမ်ကြနှင့်ငါသည်လောကကိုအောင်ပြီဟုမိန့်တော်မူ၏ဒီမှာသခင်ယေရှုပြောထားတဲ့လောကဆိုတာယေရှုခရစ်တော်နဲ့သူ့ကိုယုံကြည်သောသူတို့ကိုစန့်ကျင်ကြတဲ့ဖိနှိပ်နေကြတဲ့စာရမဏတ်နဲ့သူ့ရဲ့နောက်လိုက်များမာယွန်းနဲ့ဘာသာရေးကောင်းဆောင်များနဲ့သူတို့ရဲ့နောက်လိုက်များကိုဆိုလိုတာဖြစ်တယ်အပြစ်ရှိတဲ့ကျွန်တော်တို့အတွက်လက်ဝါးကတိုင်မှာအသေးခံပြီးတေခြင်းကနေကိုယ်ခန္ဓာနဲ့ထမြောက်တော်မူသောယေရှုခရစ်တော်ဟာကောင်းကင်ဘုံ၌၎င်းမြေကြီးပေါ်၌၎င်းစီရင်ပိုင်သောအခွင့်တကူရှိသမျှတို့ကိုခံရသောအေမာနွေလငါတို့နဲ့အတူရှိတော်မူသောဖယားသခင်ဖြစ်တော်မူကြောင်းသခင်ယေရှုကိုယ်တော်တိုင်ကမဿဲအခန်း28အခန်းငယ်20မှာငါသည်လည်းကကဘာကုံသည့်တိုင်အောင်တင်တို့နှင့်အတူအစင်မပြတ်ရှိသည်ဟုတပည့်တော်တို့အားမိန့်တော်မူ၏မစိုးရိမ်ကြနဲ့ငါသည်လောကကိုအောင်ပြီလို့မိန့်တော်မူပါတယ်ယုံကြည်သူကျွန်တော်တို့ရရှိထားတဲ့အေမာနွေလဖယားသခင်သည်ယုံကြည်သူကျွန်တော်တို့နဲ့အတူကကဘာဂုံတိတိုင်အောင်ရှိတော်မူမဲ့ဖယားသခင်ကယ်တင်ရှင်ဖြစ်တော်မူပါတယ်အပြစ်နဲ့ပြည့်နေတဲ့ဒီလောကမှာဆင်းရဲဒုက္ခကိုယုံကြည်သူကျွန်တော်တို့ခံရတဲ့အခါမှာအေမာနွေလထံပြောပြရမယ်တိုင်ပင်ရမယ်ယုံကြည်သူကျွန်တော်တို့ရရှိထားတဲ့အေမာနွေလဖယားသခင်ယေရှုခရစ်တော်ဟာအံ့ဩဖွယ်တိုင်ပင်ဖက်တကိုးကြီးသောဖယားသခင်ထာဝရအဘငြိမ်သက်ခြင်းအရှင်ဖြစ်တော်မူကြောင်းဟေရှာယအခန်း9အခန်းငယ်6မှာယုံကြည်သူကျွန်တော်တို့ကိုပြောပြထားပါတယ်ဖိလိပ္ပိအခန်း4အခန်းငယ်6ကနေ9မှာလည်းယုံကြည်သူတို့ကိုအခုလိုတွင်တင်ထားပါတယ်အဘယ်အမှုကိုမျှစိုးရိမ်ခြင်းမရှိဘဲအရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွဆုတောင်းပတနာပြုသောအားဖြင့်သင်တို့တောင်းပန်လိုသောအရာများတို့ကိုဖယားသခင်အားကြားလျှောက်ကြလော့ထိုတို့ပြုလျင်အဘယ်သူမျှကြံ၍မမှီနိုင်သောဖယားသခင်၏ငြိမ်သက်ခြင်းသည်ယေရှုခရစ်အားဖြင့်သင်တို့၏စိတ်နှလုံးတို့ကိုစောင့်မလိမ့်မည်ယုံကြည်သူကျွန်တော်တို့လောက်ရမယ့်အမှုအရာတိုင်းမှာအေမာနွေလဖယားသခင်ကိုတိုင်ပင်ရမယ်
တမန်ကျမ်းစာမှာဖော်ပြထားပြီးပြီဖြစ်တဲ့အလိုတော်များကိုနာခံဘရောအသက်ရှင်လေလူစားတိအဖြစ်ကြွလာတော်မူသောယေရှုဟာယုံကြည်သူတဲ့အတွက်တင်နဲ့အတူရှိတော်မူသောအေမာနွယ်လဖယားသခင်ဖြစ်တော်မူကြောင်းကိုပို့ဘရောသိလာမယ်အေမာနွယ်လဖယားခင်ဖြစ်တော်မူသောယေရှုခရစ်တော်ကိုကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်တခါမှယုံကြည်လက်ခံခြင်းမရှိသေးရင်စစ်မှန်သောနောင်တနဲ့အခုယုံကြည်လက်ခံပါလို့တိုက်တွန်းချင်ပါတယ်။ဘာကြောင့်လဲဆိုရင်အပြစ်ရှိသောလူတို့ကိုရွေးနှောက်ကယ်တင်ဖို့နဲ့အပြစ်ရှိသောသူတို့ရဲ့နောင်ဘဝအာမခံချက်ကိုအပြည့်အဝပေးနိုင်တဲ့စစ်မှန်သောကယ်တင်ရှင်ဆိုလို့ယေရှုခရစ်တော်ကလွဲရင်ဘယ်သူမှမရှိဘူး။အဲ့တော့ယေရှုခရစ်တော်ကိုနောင်တနဲ့တင့်ရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံရင်ကယ်တင်ခြင်းခံရမယ်။နောင်တဆိုတာဖခင်ပြည့်ရတော်တို့ကိုချိုးဖောက်ပြီးတင်လုံနေကြအပြစ်တွေကိုဆက်လုံနေမဲ့အစားတင်ကိုမကယ်တင်နိုင်တဲ့ပုံကိုများရဲ့တုန်တင်ချက်နဲ့သူတို့ရဲ့နောက်ကိုဆက်လိုက်နေမဲ့အစားအပြစ်ရှိတဲ့တင်ကိုငရဲသွားမဲ့သူအဖြစ်ကနေရွေးနှုတ်ကယ်တင်ဖို့လဝကတိုင်မှာအသေးခံပြီးတေခြင်းကနေကိုခန္ဓာနဲ့ထမြောက်တော်မူသောယနေ့အသက်ရှင်တော်မူသောနောင်လဲအစင်ထာဝရအသက်ရှင်တော်မူမဲ့ယေရှုခရစ်တော်ရဲ့နောက်တော်ကိုပဲလိုက်တော့မယ်ဆိုတဲ့စိတ်နှလုံးပြောင်းလဲခြင်းကိုစစ်မှန်သောနောင်တလို့ခေါ်ပါတယ်စစ်မှန်သောနောင်တနဲ့ယေရှုခရစ်တော်ကိုကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံရင်သင်ရဲ့အပြစ်အလုံးကိုခွင့်လွှတ်တော်မူမှာဖြစ်ပြီးအလိုတော်ကိုနာခံနိုင်တဲ့စိတ်သဘောသစ်ကိုအခုပေးတော်မူမှာဖြစ်တယ်။နောင်ဘဝမှာအိုနာသေးချင်းကင်းတော်ကောင်းကင်နိုင်ငံတော်မှာအစင်ထာဝရဘုန်းတော်ဝင်စားရတဲ့အခွင့်ကိုအခုပေးတော်မူမှာဖြစ်ပါကြောင်းတည်င်းကောင်းပါပါတယ်။အားလုံးပေါ်မှာဖခင်သခင်ကောင်းချီးပေးပါစေ။